စားလဲမစားပဲနဲ့ပြောနေကြတယ်ကျွန်မအိတ်ခံနေတိုင်းဒီဟာဂျယ်လီတဘူးမဟုတ်ပါဘူး sorry ဒီဟာတစ်လုံးစားပြအောင်စားရရှင်ဒါကျွန်မစားတာကျွန်မအသိဆုံးဘာလို့လဲဆိုတော့သူက detox jelly ဖြစ်တဲ့အတွက်ခန္ဓာကိုယ်ထဲမှာအဲ့လိုရှိရဲ့ဒီအစိတ်အတောက်တွေကိုပါသူကဖယ်ချပေးရယ်ခြေဖြတ်ပေးရယ်အဲ့ဒါကြောင့်အဓိက weight ကျတာအတွက်လည်းကောင်းတယ်အဓိကအဲ့ခန္ဓာကိုယ်မှာရှိတဲ့အစိတ်အတောက်တွေကိုသူက detox နဲ့ရှင်းချလိုက်တဲ့ဟာကိုကြိုက်လို့အမဒါကိုညာတိုင်းစားပါရယ်အဲ့တော့အမမစားပဲပြောနေတယ်ဆိုတော့မစားဘဲနဲ့အမကတော့ဒါရဲ့အရသာတွေပါရယ်အမညှို့မေးစရာမရှိပါဘူးအမဘယ်လိုစားလဲဆိုရင်အမတော့ကြရထိတ်ကနေတော့ဖောက်လို့ရမယ်အမကကြီးနဲ့ဘယ်တော့မှမဖောက်ဖြစ်ဘူးဖောက်ဖြစ်ဆိုတော့ဒီမှာတော့ခင်နိုင်ရှိရတာစားရဝါရပြီးတော့စားပါရရှင်မစားဘဲနဲ့ကျွန်မမပြောပါဘူးစားနေကြဖြစ်တဲ့အတွက်စစစားချင်းမှာတော့နည်းနည်းရင်ထဲပူတာဗိုက်ထဲပူတာကိုစိုးရိမ်မယ်နောက်ပိုင်းကျတော့အကျင့်ဖြစ်သွားတယ်ကျွန်မညာတိုင်းစားပြီးအိတ်တယ်အဓိကအဲ့ခန္ဓာကိုယ်မှာ detox ဖြစ်ရင်အသားရည်ပါကောင်းလာတယ်ပေါ့နော်အဲ့ဒါကြောင့်အမဒီဟာကိုညာတိုင်းစားရဲဆိုတော့ဒီမှာပါအမညာတိုင်းသေချာပေါက်စားပါရယ်ဝယ်စားကြည့်ကြပါပြီးရင်ထုံးစံတိုင်းပဲအမ comment အောက်မှာကိုယ်စားလှယ်ရောက်လာပါလိမ့်မယ်ဆိုတော့ကိုယ်စားလှယ်စီမှာတောင်းဝယ်လို့ရပါတယ်ဝင်ပါပါ